Hello me Style therapy session is up ready man Come on in ကဲယူရေ Welcome ကဲကျွန်မအရင်စိတ်လှုပ်ရှားနေပြီနော် Yes ဒီနေ့ဟိုတနေ့ကပြောထားတဲ့အကြောင်းအရာလေးတွေကိုတိတိကျကျလေးဆွေးနွေးကြမယ်ဆွေးနွေးရင်းနဲ့မှဝတ်စုံလေးတွေကိုကြည့်လို့ရအောင်နောက်မှအကုန်လုံးစီစဉ်ထားတယ် ဒါ rename TS collection ဟုတ်တယ်ဒါဒီနေ့အတွက်ကို special collection လေးပဲဖြစ်ပါတယ် အိုးကဲ ဒါနဲ့မင်းဒီနေ့ facial ရဲ့ style therapy session ကိုယောက်ျားလေးဧည့်သည်တက်ကိုဖိတ်ခေါ်လာတယ်အဲ့ဒီယောက်ျားလေးဧည့်သည်နဲ့မင်းနဲ့ကခန်းစားချက်ချင်းတူနေတဲ့အတွက်ကြောင့်အမြင်လေးစုံသွားအောင်ဖိတ်ခေါ်လိုက်ချင်ပါတယ် ကောင်းတယ်လေယောက်ျားလေးမြင်သိရတော့ပိုကောင်းတာပေါ့ဒါနဲ့ဘယ်သူလာမှာလဲ ကျွန်တော်ပါဗျာ ဝါ ရှိန်ဖြစ်ပါတယ် တင်လာပါကဲမလုပ်ကြမလား ဒီနေ့ကကြတော့နေရောက်တဲ့အတူတူဆွေးနွေးစရာလေးတွေပြီးလို့ရှိရင်ကိုယ့်ရဲ့ခန်းစားချက်ကလေးပြောပြီးတော့ကောင်းဆုံး therapy session လေးကိုဖန်တီးလိုက်တယ် yes ကဲ facial ရဲ့ဒီ style therapy လေးမစခင်မှာမင်းနဲ့ရှိန်တို့နဲ့ကြို့ပြီးတော့ဆွေးနွေးကြလေး face လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီတည်းမှာနေရာစလုံးသိချင်တဲ့အကြောင်းအရာလေးတစ်ခုကကျတော့ color ဆိုတဲ့ခေါင်းစဉ်လေးတစ်ခုပေါ့ဆိုတော့ဒီနေ့ facial color လေးအကြောင်းနဲ့ဒီအစီအစဉ်လေးကိုစလိုက်ချင်ပါတယ် ဟုတ်ကဲ့ ဆိုတော့ fish အတွက်ကတော့ color ကတော့ fashion stylist တယောက်အနေနဲ့ကတော့နေ့တူမရှိမဖြစ်ပေါ့ပြီး color တွေကနေပြီးတော့ fish ကို energy တွေပေးတယ်ပြီး fish ရဲ့ခံစားမှုတွေကို fish က express လုပ်လို့ရတယ်လို့ fish ကတော့ခံယူတယ် ကျွန်တော်ကကျတော့လေအဲ့လိုမျိုးအသားကလည်းညိုတော့အဲ့လိုမျိုးကာလာဆိုလို့ရှိရင်အဲ့လိုခမမိုင်းကာလာတွေနဲ့တိတ်မလိုက်ဘူးအဲ့လို bright ဖြစ်တဲ့ဟာလဲဆိုလို့ရှိရင်ပို့ပြီးအဆင်ပြေရတယ်ပြီးတော့ bright ဖြစ်တဲ့ကာလာဆိုလို့ရှိရင်လည်းကိုယ့်ကို aura နဲ့လေးပို့တက်သွားတယ်လို့ထင် မှ တယ် န်တာပေါ့ ဟုတ်တယ်နော်ကာလာလုံးဝ first impression တော်တော်အရေးကြီးရယ်နော်တခါလေးလေးလို့ကိုယ်နဲ့မလိုက်တဲ့ကာလာဝတ်သွားပြီးဖြူပတ်ဖြူရော်ကြီးဖြစ်နေရတယ်ပါလေကြုံမှုရသိလားကိုကိုတော့ဝမ်းထုံးနေလိုက်တယ်လို့ထင်တာပဲ you are quite ပါပဲ Super တိပါပါကဲ ဒီ collection အသစ်လေးရဆိုလို့ရှိရင်နေ့စဉ်ဘဝရဲ့ဖိအားတွေနဲ့ရှင်သန်နေရတဲ့လူတွေအတွက်ကိုသဘာဝအရာနုနုဖတ်ဖတ်ကလေးနဲ့တတောင်တတာရှိစေတဲ့ collection လေးကိုဖန်တီးထားတာအဲ့ဒီ collection ကိုပြမယ်နော်ပထမဆုံး collection လေးသူကအသားလေးရဲ့ဤဖန်နေတဲ့အသားလေးနဲ့ဖန်တီးထားတဲ့ရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိတဲ့ dress ပုံစံမျိုးလေးပေါ့နော် ကဲဒါလေးလည်း flower pattern လေးနဲ့သူကခါးနာမှာ cut out လေးပါတဲ့အတွက်ကြောင့်လုံးဝ princess yes အကြောင်း line လေးတွေကြည့်လိုက်ပါဦးနုနုဖတ်ကလေး ဝ နော် မ်းထုံးပါဆိုကျွန်မ yes လာရဲဒီဟာလေးလေနော်ဒါကကြတော့ခုနကအပေါ် top လေးပေါ့ဒီလို top လေးတစ်ထည်ရှိလိုက်တာနဲ့ဘယ်လိုအတွဲအဆက်ကလေးလုပ်လို့ရတယ်ဆိုတာလေးပါပြပေးမယ် ပြပေးအောင် ကဲဒီပါမီအတွက်ကိုဒီအင်ဂျီ number 1 option 1 option 1 ကဲ option ကဲဝမ်းထုံး 2 yes ဒီဟာလေးကတော့ 40ပဲဒါတော့ main 40ပဲရမှာ ချက်တယ်နော် နော်တစ်ထည်နဲ့ပြီးလို့ရှိရင်ဒီဂျပန်မီရောမှာအပေါ်ကနောက်ထပ်တွဲမဲ့ collection လေးရှိတယ်ကဲ ကဲအရန်ပြည့်ရယ်ကွယ် ဒါတော့မရှိမဖြစ် effortless နော် မရှိမဖြစ် item လေးပေါ့နော်ကြည့်လိုက်ပါဦးဟာမလားနော်နောက်ထပ်ရှိသေးတယ် အို ဒါ း လေး လာ လည်းတွေ့မလားကဲ ကဲနော်ဖြူလေးနဲ့ဖြူလေးနဲ့ဖြူလေးနဲ့ဆို လို့ ပို့ ရ ချင် တာပေါ့တော်တယ်နောက်ထပ် fashion လေးတော့ပြီးလို့ရှိရင်အပေါ်နဲ့အထက်ထပ်ဆွဲတာလေးပဲ အဲ့လိုလေးဖြစ်နေတယ်နော် ရလားကဲဒါတော့ ဂျင်းနဲ့ကတော့ essential ပဲ အမြဲလုံးဝ ဟုတ်ပါ နော် ကြည့်လိုက်ပါဦး ဒါပွဲသွားမယ် ပွဲတက်မယ်ဆိုလို့ရှိရင် နော် တစ်ထည်တည်းနဲ့ တစ်ထဲနဲ့ပြီးပြီဟုတ်တယ် ချီလေးလည်းကြည့်လိုက်ပါဦးသူရဲ့ကတဲ့ခါနာပြီးဝင်းနေမယ်လေနော် အေးဟုတ်တယ် ဒါကကြတော့ yes ဒါကကြတော့ level နားလေးကိုပဲသူက point fashion point လေးထည့်တာကဲဒါကကြတော့ကဲ main clean line ဆိုတာအယောင်လေးကလည်း3ရောင် စိုက်တယ် နော် ယူကတော့လေ ဒါကတော့ ကဲဒါတော့ယူဖြစ်နေရယူဖြစ်နေပါလား ဒါ ကဲ အရင်ကြိုက်တယ် အိုး နော် နော် ဝတ်စားပဲ နော် ဒါကကြတော့ကဲအမဲလေးဝတ်မလားမိုက်စား နော် အဖြူလေးပဲဝတ်မလားကဲတထဲလေး ဒီ နဲ့ ကတော်လာပဲနော်အကုန်လုံး ကပဲလေကဲပေါ့ကလည်း very stylish ကတင်လေးကိုကြည့်လိုက် ဟုတ်တယ်ကတင်အရန်ပြည့်နေတယ်ပေါ့ ဒါ ပေါ့ တော့ ပါ မရှိမဖြစ်သူ့ရဲ့အသားလေးရာစဒီ ဟုတ်တယ် ပတ်ကလေးနဲ့ကိုဖန်တီးထားတဲ့ collection ထပ် လေး သွားမယ်လျှက်ပြဝတ်သွားမလား Yes အဲ့ဒါပဲနေမလားနော် ပြောချင်တာဒီလိုမိုက်စား ကဲကျမတို့ stress ရောက်ပြီကွယ် fish ကိုပဲအပ်လိုက်ပြီနော်လုံးဝ အားကိုလိုက်ပါတော့ ကဲအားကိုလိုက်ပြီ ရီနေရှိနေတာလေ ကဲဒါပဲလေ ဆိုတော့ဒီနေ့မိအတွက်ကိုရွေးချယ်ထားပေးတဲ့ကာလာလေးလည်းရှိရပေါ့နော်အဲ့ဒါလေးပြမယ် okay တဒန်မိခုဝတ်ထားတဲ့ကာလာလေးကလည်းလာတယ်ဒါပေမဲ့ဒီအကြောင်လေးကဆိုလို့ရှိရင်မင်းကိုပို့ပြီးတော့လင်းစင်ပဲလို့ fish ကခန်းစားတယ်ဆိုတော့ဒါကြလေးကြည့်ကြည့်ပါအောင် ဟုတ်တယ်တကယ်လည်းလာနေရော အော်လွင်လေးလာလိုက်တာ yes ကဲ လို့ရှိရင်ဒီမှာလည်းရှိသေးတယ် အော်ဒီကောင်လေးဆိုပို့ yes လာရချင်း လွင်ပြီးတော့ထုံနာပလိဖြစ်သွားတယ် နော်ဟုတ်တယ်ဟုတ်တယ် ပြီးလို့ရှိရင်အင်းသားတက် ကျွန်တော်
အခုတစ်ခါ Rene ရဲ့ collection တွေကဆိုလို့ရှိရင်လွင်ပြီးတော့ညီနေတဲ့အရာတွေနဲ့ပြီးရင်သူ့ရဲ့ fabric အသားနူးညံ့မျိုးအစ်ဆက်နေရပဲဆိုတော့ပထမအဆုံး collection လေးမိတ်ဆက်ပြပါမယ် Okay ကဲလွင်ပြီးတော့ညီနေတဲ့ collection လေးတွေသူ့ရဲ့အရာ yes ဒီကလေးဆိုလည်းမိသားတထဲနဲ့ very stylish ဖြစ်စီမယ်နော်ပြီးတော့ဒီမှာနောက်အရောင်လေးရှိပါသေးတယ်ကြည့်ပေးပါဦးနော် ကာလာလေးရတယ်တော်တော်လားအော်ဒီဇိုင်းမတူဘူး မတူသူက direct printed လေးပေါ့နော်အသားတွေကတော့ဒီ collection မှာတော်တော်နူးညံ့တဲ့အသားတွေအသုံးပြုပေးထားတယ် မိုက်တယ် yes ဒီအင်ဂျီလေးတွေအတွက်ဆိုလို့ရှိရင်တွဲပြဖို့အတွက်ကကိုကနူးညံ့လေးဒီလိုလေးပဲတွဲမလား ဒီဟာလေးနဲ့ဆိုရင် bright ဖြစ်မယ် ခဲလေးနဲ့လည်းတွဲလို့ရမယ်ဒါကတော့ essential ပဲ Rene ရဲ့ jeans တွေကတော့သိပြီးသားပဲအကုန်လုံးကပြောစရာအောင်မလို့ဒါပေမဲ့အဲ့ဒီအပေါ်မှာဆိုလို့ရှိရင် two color shade လေးဒီဟာဆိုလို့ရှိရင် smart casual look လေးကိုလည်းသူကတစ်ခါလေးရစေတယ်လူငယ်ဆန်အောင်နော် yes ဒီအောင်လေးကတော့လွင်လေးနဲ့လွင်လေး yes ဒီအလေးကြိုက် ကောင်လေးနဲ့ဆိုလို့ရှိရင်ပူ လိုက်တယ်ဒီလို jeans တွေနဲ့ပဲတွဲဖို့အတွက်ကိုကဲ ဟောနှစ်ထပ်ပုံစံလေးရ t-shirt က သူ t-shirt လေးကိုမှ collar ပါတဲ့ t-shirt လေးလည်းရှိတယ်ဒါကတော့ Rene ထက်ဆိုပြီးတော့ဒီနေ့ပေါ့နော် ဟောဒီမှာဒီဇိုင်းလေးပေါ်လာတာပဲ ဟုတ်တယ် t-shirt ဆိုလို့ရှိရင်၃မျိုးသူကဒီ collection ထဲမှာပါတယ်ဒီဟာဆိုလို့ရှိရင် pocket ပါတဲ့အမျိုးအစားလေးပါ ဒီမှာ ဖိုက်တယ်နော်ဒီဟာဆိုလို့ရှိရင်2ရောင် နှစ်ယောက်ပဲဒါလေး ဒါ ပဲ pocket ပါတဲ့အရာမျိုးစားလေး pocket မပါတော့ဘဲနဲ့ logo လေးပဲပါတဲ့အရာလေးလုံးဝ essential အရာလေးတွေပဲ ဒီမှာလေ yes ဟုတ်ပါဒီလည်းပိုက်တယ်ကိုတီးတယ် အခုကတော့ဒီမှာဒီအောင်လေးဝတ်ထားတာ ကဲ ဒါလေးဆိုဘူးလား ရန်ကောင်းပါတယ်ယောက်ျားလေးတိုင်းရဲ့ wardrobe ထဲမှာရှိတဲ့ collection လေးဖြစ်ပါတယ်ဒီနေ့ဝတ်ထားလို့မြင်တာ very stylish အဲ့လိုပေါ့ပါလေးနဲ့ ဟုတ်ပါ စင်ပြီး အခုဝတ်ထားတဲ့ဟာလေးကလည်းလာတယ်ဒါပေမဲ့အဲ့ဒါအောင်မှထုံနာပလေးပိုလင်းသွားအောင်စီစဉ်ထားပေးဒီမှာပါ အော်ဟုတ်တယ်နော်ကဲ ပေါ်နေအတွဲဆက်လေးပြီးလို့ရှိရင်နောက်ထပ်တစ် look လေးပါဒီမှာပါ ကွာဒီမှာ ဒါနဲ့လည်းအောက်ကနေ yes အောက်ကလင်းပေးတာ yes ကြောက်ချလေးတယောက်အတွက်ကကြတော့ကိုမှရှိနေတဲ့ skin tone နဲ့အလိုက်ဖက်ဆုံးအရာကိုရွေးချယ်ခြင်းအကောင်းဆုံး ကဲ fashion tips လေးဖြစ်ပါတယ် ဆိုဝစ်လိုက်တော့မယ်နော် yes let's go ကဲဒီ outfit လေးကကြတော့မင်းရဲ့ daily wardrobe ထဲကဆိုလို့ရှိရင် black and white တွေပဲဖြစ်မယ်နဲ့တူရယ်နော်ဆိုတော့အဲ့ဒီထဲကနေပြီးတော့ကြော်ပြီးတော့ skin tone လေးနဲ့အနည်းဆက်တဲ့လွန်လေးကို styling လုပ်ပြီး ဟုတ်တယ် warm tone လည်းဖြစ်တယ်ပြီးတော့ဟိုကလေနည်းနည်း fresh ဖြစ်သွားလို့ခံစားနော်အဲ့လိုအရင် of course ပြီးသူ့ရဲ့ fabric အသားလေးလေးအီးဆက်ဖြစ်တဲ့အတွက်ကြောင့်ဝတ်လိုက်တာနဲ့ခန္ဓာကိုယ်ထဲမှာအီးလေးနဲ့ဝတ်ရတယ်ခန္ဓာကိုယ်မျိုးရတယ် မသိအပေါ် t-shirt လို့ပါဆောင်းလေးနဲ့ t-shirt လိုမျိုးပဲမဲ့ t-shirt တော့ဟုတ်မနေ yes သူ့ရဲ့ design ရဲ့အားသာချက်ပေါ့နော်အရောင် design ရဲ့ပေါင်းစပ်မှုလေးတစ်ခုပေါ့နော် နော်စိုက်တယ်ဒီမှာ လာတယ်အရင်လာတယ်မင်းနဲ့လည်းအရင်လိုက်ဖက်တယ် ကဲရွေးကျေးဇူးပါပဲ Rene ပါ ဒါ Rene မှာ yes လေးပါဒီ outfit လေးကိုပြောပါအောင် အရန်ကြိုက်တယ်ကိုယ့်ကိုယ်ဆိုလည်းဒီလိုပုံစံမျိုးတိတ်မဝတ်ဖြစ်မှာမဟုတ်ဘူးအခုကျတော့လှလဲလှနေတယ် floral နဲ့လုံးဝကျမကိုကျမပန်းပွင့်နေလို့ခံစားနေရတယ်ကွယ် yes ပြီးသူ့ရဲ့ design ပိုင်းဆိုလို့ရှိရင်ဒီသားလေးမှာခက်လေးပါတဲ့အတွက်ကြောင့်လို့နုနုဖဖလွန်းလွန်း အဲ့တော့ဖြစ်တော့ဖြစ်ပွားရင်းနေကွယ် လာတာပေါ့ဆိုတော့အဓိကသူ့ရဲ့အရောင် design ကကြတော့ဒီ Rene collection ထဲမှာဆိုလို့ရှိရင်ကဲ make လေးတိုင်းရဲ့ essential နော် outfit item လေးတစ်ခုလို့ fish ကတော့ပြောချင်ပါတယ် ဟုတ်တယ်မိကလေး လာမလားဟုတ်ပါရန်လာ ကဲဒါဆိုလို့ရှိရင်ရှိန်လဲဘယ်လိုဝတ်လာမလဲမသိဘူးအဲ့ဆိုမေတို့စောင့်ကြည့်လိုက်ရအောင်နော် let's go ရွှေပေးထားတဲ့ဒီ outfit လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုလေးမြင်လဲ ပထမဆုံးပြောရလို့ရှိရင်ဝေးရတာရမ်းအဆင်ပြေပြီးလို့ရှိရင်ပေါ့ပါလည်းဖြစ်တယ်ပြီးလို့ရှိရင်ကာလာကျတော့ဒီမျိုးကာကီလေးနဲ့တွဲပြီးရတဲ့အတွက်ကြောင့်လည်းလင်းလေးနဲ့ ဟုတ်တယ် လှတာပေါ့လေ ဒီရဲ့ color သူ့ရဲ့ color line ပေါ့နော်သူ color line ကခင်းရမယ်ခင်းရအရင်ဖြစ်လို့ခင်းနုလေးနဲ့တွဲထားပေးတယ်ပြီးသူ့ရဲ့အသားလည်းအီလေးမလို့နော်ဝေးရတယ်ကြည့်လိုက်တာနဲ့ဟို very comfortable ဖြစ်တယ်လို့ fish ခံစားရတယ် အဲ့ဆိုလို့ရှိရင်နောက်ထည့်သွားလဲပြ please ကဲ fish ရေ yes ခုနဘောင်းမီကာလာလေးနဲ့ဒီကာလာလေးနဲ့ပူလိုက်တယ်ထင် ဟုတ်တယ်မှန်တာပေါ့ ဒါပြီးကြောင်းပြီးဝစ်လိုက် ဟုတ်တယ်ဒီလိုလေးကပို့ပြီးတော့လွန်လေးနဲ့ပို့ပြီးတော့ပေါ်လို့စေတယ်လို့ fish ခံစားရတယ် ဒီမှာလေအခုတော့ဒီဇိုင်းဟိုကသူကအဲ့လိုပေါ့ပါတဲ့ဒီဇိုင်းဘက်ကိုပို့ရောက်တယ် skin color တရုံးမြင်သွားသလိုပဲဒီကာလာလေးနဲ့ ပြီးလို့ရှိရင်သူ့ရဲ့ design ကတ်တင်နီယာဆိုလို့ရှိရင်အခုမင်းသားရဲ့ခန္ဓာကိုယ်နဲ့ကွက်တိပဲလို့ခံစားရတယ် တော့ထိုင်းအဲ့ဒါလည်းပေါ့ပါဒီဘောင်းမီလေး အာဟုတ်တယ် yes ကြည့်ရလဲမင်းသားတော့မင်းသားပါပဲ ကဲအခုဆိုလို့ရှိရင်မိကလည်းကိုကဘယ်ကာလာနဲ့ပို့လိုက်လဲဆိုတာသိသွားပြီပေါ့နော်
ကျွန်တော်ရဲ့ skin tone နဲ့ဒီ color လေးဘယ် color လေးလိုက်တယ်ဆိုတာကို fish ကပြောပြပေးတဲ့အတွက် fish ကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ကလည်းအခုဆိုရင်သိသွားပြီပေါ့လေပြီးတော့နေဝတ်ထားတာတွေရောကျွန်တော်ဝတ်ထားတာတွေရောသဘောကျလို့ရှိရင်ကျွန်တော်တို့နှစ်ယောက်ရဲ့ design တွေအားလုံးက Rini ရဲ့ဆိုင်ခွဲတိုင်းမှာရနေပြီဆိုတာကိုတင်ကောင်းပါပြပါစေ ကဲဘာလေးလဲโอเค Rini Martinez memory အတွက်တဲ့ဒီ episode လေးတင်ပြီးတပတ်အတွင်းလာဝယ်လို့ရှိရင်ဒီ collection တွေကနှစ်ထည်ဝယ်တာနဲ့ member discount အပြင် second item ပေါ်မှာ 10% discount off ထည့်ရရှိမှာပါတဲ့ကဲသတင်းကောင်းလေးနော် Yes Fish ရဲ့ style therapy ရဲ့ next episode ကဘာဖြစ်မလဲ ကိုဘွားရဲ့လက်တွေ့ဘွားမှာ light saver ဖြစ်မဲ့ office collection တင်တယ်ဟုတ်လား ဟောင်းဟောင်းဆိုတာနောက်ထပ် episode 2မှာစောင့်ကြည့်ကြအောင်နော်ကဲအားလုံးပဲတတာ